ပတ်စံချမ်းသာရုံနဲ့ချမ်းသာတယ်လို့ခေါ်လို့ရလားပတ်စံရှိရင်အရာရာကိုဝယ်လို့ရတယ်လို့လူတော်တော်များများကပြောလို့ရှိကြပါတယ်ဟုတ်ပါတယ်ပတ်စံကကျွန်တော်တို့လိုချင်တဲ့အင်ကြီးအိမ်ကောင်းတွေဇင်ခံကားတွေစိတ်တိုင်းကြအပန်းပြေခီးစဉ်တွေပေးနိုင်ပါတယ်ဒါပေမဲ့တစ်ချက်လောက်စဉ်းစားကြည့်အောင်တင့်ဘာကောက်ထဲမှာကနန်းတွေဘလောက်ပဲများများညဘက်ဆိုအိတ်မပြောနိုင်တဲ့စိတ်တော့ကရောက်နေရင်တစ်ပတ်ဝန်းကျင်မှာတင့်ကိုစစ်မှန်တဲ့မေတ္တာနဲ့ရှင်းမဲ့တရားမှမရှိရင်အဲ့ဒါကိုချမ်းသာတယ်လို့ခေါ်နိုင်အောင်မလားဒီနေ့ဗီဒီယိုမှာကျွန်တော်တို့အားလုံးရှာဖွေနေကြတဲ့စစ်မှန်တဲ့ချမ်းသာခြင်းဆိုတာဘာလဲဆိုတာကိုအတူတူဆွေးနွေးသွားကြမှာဖြစ်ပါတယ်အမှန်တိုင်းဝန်ခံရရင်ပတ်စံကအရေးကြီးပါတယ်ပတ်စံမရှိရင်နေ့စဉ်ဘဝမှာရုန်းကန်ရခက်ခဲပြီးစိတ်ဖိစီးမှုတွေများလာပါတယ်ပတ်စံကကျွန်တော်တို့ဘဝကိုပိုပြီးအဆင်ပြေစေပါတယ်လုံခြုံမှုပေးတယ်ဟိုလွတ်လပ်ခွင့်ပေးတယ်ဒါကိုညင်းလို့မရပါဘူးဒါပေမဲ့ပတ်စံဆိုတာဘဝရှင်သန်မှုအတွက်အထောက်ပံ့တစ်ခုသာဖြစ်ပြီးဘဝရဲ့ပန်းနိုင်အစ်စ်မှန်တော့မဟုတ်ပါဘူးဘာမှချမ်းသာသောတထေးကြီးတွေကတချို့ဟာပတ်စံတွေပုံလိုက်ရှိနေပေမဲ့ကြွားချင်းပြည့်စဲမှုတွေစိတ်သက်ကြဆင်းမှုတွေနဲ့ရင်ဆိုင်နေရတာကျွန်တော်တို့ခဏခဏတွေ့ဦးကြပါပါဒါပတ်စံတစ်ခုတည်းနဲ့လူ့ဘဝပြည့်စုံမဖြည့်ဆည်းပေးနိုင်ဘူးဆိုတာသက်တည်ပါပဲစစ်မှန်တဲ့ချမ်းသာခြင်းဒါဆိုရင်ပတ်စံအပြင်ဘာတွေရှိမှတကယ်ကိုပြည့်စုံတဲ့ချမ်းသာခြင်းဖြစ်မလဲပညာရှင်တွေကတော့ချမ်းသာခြင်းကိုနေရာ၄ခုမှာတိုင်းတာကြပါတယ်ပထမအချက်ကျမ်းမာရေးချမ်းသာခြင်းလောက်ပဲပတ်စံရှိဂရင်ပေါ်မှာလဲလျောင်းပြီးဆေးပလင်းတွေနဲ့အချိန်ဖြိုးနေရရင်အတိတ်ပဲမရှိပါဘူးကိုပြည့်ချင်တာကိုလုပ်နိုင်တဲ့သွားကျင်တဲ့နေရာကိုသွားနိုင်တဲ့ကျမ်းမာတဲ့ခန္ဓာကိုယ်ရှိခြင်းကပထမဆုံးချမ်းသာခြင်းပါပဲဒုတိယချက်အချိန်ချမ်းသာခြင်းပတ်စံတွေအများကြီးချမ်းသာနိုင်ပေမဲ့ကိုချစ်တဲ့မိသားစုသားသမီးတွေနဲ့အတူတူရှိဖို့အချိန်မပေးနိုင်ရင်ဒါမှမဟုတ်ကိုဝါဒနာပါတာကိုလုပ်ဖို့အချိန်မရှိရင်အဲ့ဒီပတ်စံတွေကတင့်ကိုအကျဉ်းချထားတဲ့ရွှေလောင်အိမ်လိုဖြစ်နေပါလိမ့်မယ်တတိယချက်လူမှုဆက်ဆံရေးချမ်းသာခြင်းဒုက္ခရောက်တဲ့အချိန်မှာရင်ဖွင့်တိုင်ပင်လို့ရမယ်တငယ်ချင်းကောင်းတွေကိုယ်စစ်မှန်တဲ့မေတ္တာနဲ့ဝန်းရံထားတဲ့မိသားစုရှိခြင်းဟာဖြက်လန်းနည်းနဲ့ဝယ်လို့မရတဲ့အဖို့တန်ရတနာတွေပါဆိုရချက်စိတ်ချမ်းသာခြင်းဒါအရေးကြီးဆုံးပါပဲညဘက်ခေါင်းချလိုက်တာနဲ့ဆိုရင်ပူပန်မှုမရှိပဲအေးလိုလိုအိပ်ပျော်သွားနိုင်တဲ့စိတ်အေးချမ်းမှုရှိတာကဘာမှကြီးမားသောချမ်းသာခြင်းဖြစ်ပါတယ်အဲ့တော့ပတ်စံချမ်းသာရုံနဲ့ချမ်းသာတယ်လို့ခေါ်လို့ရလားဆိုတဲ့မိကုန်းရဲ့အဖြေကမရပါဘူးပတ်စံရှိရုံနဲ့တင်လုံလောက်ပါလားပတ်စံရှိရုံနဲ့တင်မလုံလောက်ပါဘူးကဲဘွားတိတ်ပဲပြည့်စုံမှုဆိုရင်ကျွန်တော်တို့ဟာငွေကြေးတင်ကပဲကျန်းမာရေးအရှိန်ရွေးထွေးတဲ့ဆက်ဆံရေးနဲ့စိတ်အေးချမ်းမှုတွေကိုပါညှပ်တအောင်ပြီးဆောက်ရပါမယ်ငွေချတဲ့လမ်းကြောင်းပေါ်မှာပြေးလွှားရင်မိမိကိုယ်ကိုပျောက်ဆုံးမသွားဖို့ကျန်းမာရေးတွေပျက်စီးမသွားဖို့နဲ့မိသားစုကိုမြတ်ကဲမပြင်းမိဖို့အတိထားကြရပါမယ်ငယ်ချင်းတို့ရောအခုချိန်မှာကိုယ့်ကိုယ်ကိုဘယ်လောက်အထိချမ်းသာတယ်လို့ခံစားရလဲဘာတော့တဲ့ကပတ်စံတွေကိုကြည့်ပြီးစိတ်ညစ်မနေပါနဲ့တင်မှာကျမ်းမာတဲ့ခန္ဓာကိုယ်ရှိနေရှင်းရတဲ့သူတွေရှိနေဒီနေ့ညအေးစစ်စစ်အိတ်ဆက်ခွင့်ရရင်တင်ဟာဘာဝမှာတော်တော်ကိုချမ်းသာတဲ့သူတယောက်ဖြစ်နေပါပြီဗီဒီယိုလေးကနေအတွေ့တစ်ခုခုရသွားတဲ့ဆိုရင်လိုက်အောင် share လေးလုပ်ဖို့မမေ့ပါနဲ့နောက်ထပ်လည်းဘဝအတွက်အကျိုးရှိတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးအောင်မို့ channel လေးကို subscribe လုပ်ထားပြီးတော့အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာတဲ့စစ်မှန်တဲ့ချမ်းသာခြင်းကိုပိုင်ဆိုင်နိုင်ကြပါစေ